င်္ဂလာပါရှင်ဒီနေ့ကျမတို့ David Fogarty ရဲ့တော်တော်လေးအံ့ဩစရာတောင်းတဲ့ခရီးလမ်းတစ်ခုကိုဆွေးနွေးကြည့်ကြပါမယ်ဟုတ်ကဲ့သူ့ရဲ့ YouTube ဗီဒီယိုမှတ်တမ်းဖို့အခြေခံပြီးတော့လေ9နှစ်အတွင်းမှာဒေါ်လာ900ကနေတန်900တန်လုပ်ငန်းရှင်တယောက်ဖြစ်လာတဲ့အကြောင်းပေါ့အဲ့ဒီကနေအဓိကသင်ခန်းစာနေအရေးကြီးတဲ့အချက်လေးတွေကိုဆွေးထုတ်ကြည့်ကြအောင်တကယ်ကိုမှတ်သားစရာအပြောင်းလဲပါပဲဟိုတော့ကိုယုံကြည်မှုတိတ်မရှိဘူးဆိုတဲ့ athlete ကလူငယ်လေးတယောက်ကနေပြီးတော့လေဟုတ်ကဲ့ Australia ရဲ့အချမ်းသာဆုံးလူငယ်စီရင်တဲ့ပါသွားတယ်ဆိုတာကဘလို့အကြောင်းတရားတွေကစိတ်ဆော်ခဲလဲဆိုတာတော်တော်စိတ်ဝင်စားဖို့ကောင်းပါပဲသူကငငယ်တုန်းကဆိုကိုယုံကြည်မှုအရန်နဲတယ်ကျောင်းမှာလည်းအခက်ခဲတွေရှိခဲ့တယ်လို့ဆိုတယ်ဟုတ်ပါတယ်ဆရာတွေကတော့သူ့ကိုနည်းနည်းညွန်မကောင်းဘူးအဲ့လိုထင်ခဲ့ကြတယ်သူကိုယ်တိုင်လည်းအဲ့လိုယုံကြည်သွားခဲ့ဘူးတဲ့ဆိုပဲမိဘဆရာအစည်းအဝေးအခုကသူ့ဘဝအသက်အလှည့်ပြောင်းကြီးဖြစ်သွားတာနော်ဟုတ်ပါတယ်အဲ့ဒီမှာသူ့ရဲ့ပညာရေးအခြေအနေကတော်တော်ဆိုးနေပြီဆိုတာသိသွားကြတော့မိဘတွေကနောက်ဆုံးအနေနဲ့တတိပေးလိုက်တာပို့ဟုတ်ကဲ့အဲ့ဒီမှာရလိုက်တဲ့အရှက်ရတဲ့ခန်းစားချက်ကသူ့ကိုတွန်းအားတကူဖြစ်စေခဲ့ပုံရတယ်အဲ့ဒီအချိန်မှာပဲသူက YouTube မှာ Nike ကြောင်ရာကြီးကြည့်ဖြစ်တယ်အထူးသဖြင့် Michael Jordan နဲ့ရှုံးနေမှုတွေအကြောင်းပြောတဲ့ကြောင်ရာပေါ့ဟုတ်ကဲ့အဲ့ဒီကြောင်ညာကတော်တော်နာမည်ကြီးခဲ့လားမှန်ပါတယ်အဲ့ကနေဂျိုးစားမှုနဲ့ကြာရှုံးမှုကိုလက်ခံနိုင်စွမ်းကအောင်မြင်မှုတွေဘလောက်အရေးကြီးလဲဆိုတာသူသဘောပေါက်သွားခဲ့တယ်အဲ့ဒီနောက်ပိုင်းသူ့မှာဘာတွေပြောင်းလဲသွားလဲသူကအရင်ဆုံးသူ့ရဲ့ပညာရေးကိုပြန်အာရုံစိုက်တယ်ကိုတောင်မှအလုပ်လုပ်ရင်းနဲ့ gym လဲဆော့တယ်ဒီလိုအတွေ့အကြုံလေးတွေကနေဂျိုးစားမှုလေးတွေနည်းနည်းချင်းစုလိုက်ရင်တိုးတက်မှုတွေရနိုင်တယ်ဆိုတဲ့အခြေခံသဘောတရားကိုသူနားလည်သွားတယ်ဟုတ်ကဲ့ကျူရွှေနေပါတီယူပြီးတော့အဆင့်ကောင်းကောင်းနဲ့ကြောင်းပြီးသွားခဲ့တယ်ဒါပေမဲ့တက္ကသိုလ်ကျတော့အဆင်မပြေခဲ့ပြန်ဘူးနော် mining engineering တက်ရင်းနဲ့ဘလို့ကြရှုံသွားရတာလဲဒီလိုရှိတယ်အဓိကကတော့သူ့ရဲ့စီးပွားရေးဘက်ကိုစိတ်အားထက်သန်မှုကပိုများပါလို့ပဲအဲ့ဒီအချိန်မှာသူက Instagram မှာကြွညာတွေရောင်းတာကနေဒေါ်လာသိန်းကဏ္ဍလောက်ဝင်နေပြီဟုတ်လားတော်တော်များတာပဲဟုတ်တယ်ပြီးတော့ personal training မှာလုပ်တယ်ဆိုတော့လေဖုန်း6လုံးလုံးနဲ့ Instagram account နဲ့အများကြီးကိုစီမံခန့်ခွဲနေရတာဖုန်း6လုံးဟုတ်တယ်လူတွေကသူ့ကိုမွေးချစ်ကုန်တယ်များလားလူတောင်ထင်ကြေးပေးကြတယ်ဆိုတော့အာယုံကတက်ကတော်မှလုံးဝမရှိတော့ဘူးလေဟုတ်ကဲ့အဲ့ဒီနောက်ပိုင်းသူ့ရဲ့စီးပွားရေးကြိုးပမ်းမှုတွေကတော့အမြဲအဆင်ပြေခဲ့လားအဆင်ပြေမြဲခဲ့တာတွေလည်းအများကြီးပဲဗီယက်နမ်ပေါင်မုံရဲ့ဆိုင် franchise ဖုန်းကိုစ조사ကြည့်တယ်အဲ့ဒါအရှုံးပေါ်သွားတယ်နောက်တစ်ခုက Instagram account တွေဝယ်ဈေးတင်ပြီးပြန်ရောင်းတဲ့လုပ်ငန်းပေါ့နော်အဲ့ဒါကောအဲ့ဒီမှာဒေါ်လာ4000တန် account တစ်ခုဝယ်လိုက်တာတကယ်တမ်းကျတော့ hack ခံထားတဲ့ account ဖြစ်နေတယ်အယိုးဒုက္ခပါပဲဟုတ်တယ်ပိုက်ဆံတွေအလကားဖြစ်သွားပြီးတော့တော်တော်လေးစိတ်တက်ကြသွားခဲ့တယ်ဒီလိုမျိုးဆက်တိုက်ကြရှုံးမှုတွေကြုံလာတဲ့အခါဘဲအရာကသူ့ကိုရှေ့ဆက်ဖို့အားဖြစ်ဆုံးဖြစ်စေခဲ့တာလေအဓိကကတော့မိသားစုရဲ့အားပေးမှုပေါ့နော်သူ့အဖေကသူ့ကိုဥပမာတစ်ခုပေးတယ်ဟုတ်ကဲ့ဘလို့ဥပမာမျိုးလဲဖိနက်ထဲမှာကြောက်ခဲတလုံးထည့်ပြီးလမ်းဆက်လျှောက်ခိုင်းတဲ့သဘောမျိုးပဲအမလုံးမြင့်နာကျင်မှုကိုခန်းစားအဲ့ဒီကနေသင်ခန်းစာယူပြီးရင်ရှေ့ဆက်လျှောက်ဖို့ပေါ့အရဲ့အတိပ္ပယ်ရှိတဲ့သင်ခန်းစာပဲဟုတ်တယ်ကြာရှုံးမှုဆိုတာအဆုံးသတ်မဟုတ်ဘူးတင်ယူစရာဆိုတာကိုနားလည်စေခဲ့တယ်အဲ့တော့သူ Melbourne ကိုကြောင်းသွားပြီး 5D Watches ဆိုတဲ့ company မှာအလုပ်ဝင်ခဲ့တယ်နော်အဲ့ဒီအတွေ့အကြုံကိုသူ့တဲ့ဘလောက်အရေးပါခဲ့လဲအဲ့ဒါတော်တော်လေးအရေးပါခဲ့ပါတယ်အဲ့ဒီမှာသူက e-commerce နဲ့ပတ်သက်တဲ့လက်တွေ့ကျွမ်းကျင်မှုတွေအများကြီးရလိုက်တယ်ဥပမာဘယ်လိုမျိုးတွေလဲဟို online ကြော်ညာတွေဘယ်လိုဖန်တီးရလဲကုန်ပစ္စည်းထပ်ပုံရိုက်တာဗီဒီယိုရိုက်တာ website ဘယ်လိုလုပ်ရလဲဆိုတာမျိုးတွေပေါ့ဟုတ်ကဲ့ဒါတွေအားလုံးကနောက်ပိုင်းသူ့ကိုယ်ပိုင်လုပ်ငန်းတွေအောင်မြင်ဖို့အတွက်အခြေခံအုံးမီတီးဖြစ်လာခဲ့တယ်အဲ့ဒီမှာတော့ဟင်းကအမွေအကြိုင်လုပ်ငန်းလေးလိုမျိုးကိုယ်ပိုင်စမ်းကြည့်တာတွေကြာရှုံးခဲ့ပေမဲ့လေရလိုက်တဲ့ skill တွေကတကယ်အဖို့တန်ခဲ့တယ်ဒါပေမဲ့အဲ့ဒီကနေငွေစုဒီကုန်သွားဒီမိဘရင်ကြံခဲ့ရသေးတယ်နော်အဲ့ဒီအချိန်ကနေမှ weighted blankets လို့ခေါ်ရဲအလေးချင်းပါဆောင်နေတဲ့အကြောင်းဘလူးစိတ်ကူးရသွားတာလဲဟုတ်ပါတယ်အိမ်ပြန်ရောက်နေတဲ့ချိန်မှာ weighted blankets အကြောင်းဆောင်းပါတပူတွားဖတ်မိတယ်အဲ့ဒီမှာစိတ်ဝင်စားသွားပြီး Australia မှာ DPC ရောင်းနေသူတိတ်မရှိသေးဘူးဆိုတာကိုသတိပြုမိသွားတယ်ဈေးကွက်အခွင့်အလမ်းတွေ့တော့တာပေါ့ဟုတ်တယ်ပြီးတော့ DPC ကလူတွေရဲ့စိုးရင်စိတ်တွေအိမ်ပြော်တာတွေကိုကူညီပေးနိုင်တယ်ဆိုတဲ့အချက်ကလည်းသူ့ကိုပိုပြီးဆွဲဆောင်ခဲ့တယ်အဲ့ဒီအချိန်မှာသူ့လက်ထဲမှာဒေါ်လာ900ပဲရှိတော့တာဆိုတော့ဒီ Garmin Blankets လုပ်ငန်းကိုဘလို့များစလိုက်တာလဲအရင်အနည်းကနည်းနည်းလေးနော်ဟုတ်တယ်သူက pre-sale ဆိုတဲ့စနစ်ကိုတုံးလိုက်တာဆိုလိုတာကပစ္စည်းမရောက်ခင် website မှာကြိုတင် order တွေလက်ခံပြီးရောင်းလိုက်တာ
ပစ္စည်းတွေကိုတရုတ်ကနေမှားတဲ့အခါအကောက်ခုံပြဿနာတွေပါတော့တက်ခဲ့တယ်ဒါပေမဲ့သူ့မှာအရင် Fifth Watches ကရထားတဲ့ e-commerce ကျွမ်းကျင်မှုတွေအကုန်ရှိနေပြီလေ ဟုတ်ကဲ့အဲ့ဒါတွေကအသုံးဝင်သွားတာပေါ့ အသုံးဝင်သွားတယ်ကြော်ညာဖန်တီးတာကနေ website တိဆောက်တာအထိသူ့ကိုယ်တိုင်လုပ်နိုင်ခဲ့တယ်အဲ့ဒါကြောင့်ပထမနှစ်မှာတင်အမြတ်ဒေါ်လာ1.3တန်းရခဲ့တယ်တေမယုံနိုင်စရာပဲနော်အဲ့ဒီနောက်မှာတော့ဒီ Udi ဆိုတဲ့ brand ကသူ့ကိုတန်းဆယ်ကနန်းချီရဲ့အဆင့်အထိပို့ပေးခဲ့တာပေါ့ မှန်ပါတယ် Carmen Blankets ရဲ့အောင်မြင်မှုအပေါ်မှာတိဆောက်ပြီးဒီ Udi ကိုဆက်ထုတ်လုပ်ခဲ့တာသူ့ငယ်ငယ်ကအားကြခဲ့ရတဲ့ Nike ကြော်ညာတွေလိုပဲပေါ့အခုသူ့ရဲ့ Udi ကလူပေါင်းများစွာကိုတက်တောင့်တတထင်မှုနဲ့ပျော်ရွှင်မှုတွေပေးနိုင်တဲ့အတွက်အယံဂုဏ်ယူတယ်လို့သူပြောခဲ့ပါတယ်ဒါဆိုရင် David Fogarty ရဲ့ဒီခရီးတစ်ခုလုံးကနေကျမတို့အဓိကမြင်တွေ့နိုင်တာကယုံကြည်မှုမရှိတဲ့အခြေအနေကြာရှုံးမှုတွေအများကြီးကြားကနေကြမ်းကြမ်းခံနိုင်တဲ့စိတ်သက်အမားလေးကနေသင်ခန်းစာယူပြီးတော့အခွင့်အလမ်းမှန်တစ်ခုကိုရှောက်ဖွေတွေးရှိမှုကအောင်မြင်မှုကိုဘယ်လိုပုံဖော်ပေးနိုင်တယ်လဲဆိုတာပဲနော်ဟုတ်ပါတယ်ဒီနေရာမှာကျွန်တော်သတိထားမိတဲ့အယံစိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုရှိနေတယ်ဟုတ်ကဲ့ဗမာလည်းရှင်အဲ့ဒါကသူအရင်ကကြာရှုံးခဲ့တဲ့လုပ်ငန်းတွေအများကြီးကနေရလာတဲ့ e-commerce marketing content creation ဆိုတဲ့တိကျတဲ့လက်တွေ့ကျွမ်းကျင်မှုတွေကိုပေါ့သူရဲ့နောက်ဆုံးအောင်မြင်မှုအတွက်ဘယ်လိုမျိုးအရင်အနည်းတစ်ခုအနေနဲ့ပြန်ပြီးအသုံးချသွားလဲဆိုတာပဲဟုတ်ကဲ့ဒါကိုပြန်ကြည့်ပြီးစဉ်းစားစရာတစ်ခုကလည်းစီးပွားရေးလုပ်ငန်းတစ်ခုစဖို့အတွက်အစကတည်းကပြီးပြည့်စုံတဲ့စိတ်ခိုးတစ်ခုတည်းကိုပဲစောင့်နေတာတဲ့ဒီလိုမျိုးစူးစမ်းကြည့်ရင်ကြာရှုံးရင်းနဲ့တကယ်လက်တွေ့ကျတဲ့ကျွမ်းကျင်မှုတွေတွေ့ကြုံတွေစုမိနေတာကပို့ပြီးတော့အရေးပါနိုင်လိမ့်မလားဆိုရယ်မေးခွန်းပါပဲ